ဒီကောင်ဆိုတာပုံတခြားကနေတခါဖတ်ထုတ်ပါဟုတ်ကဲ့ရွှေကတစ်တော့ဆိုတာတော်တော်ဝါသနာပါနော်ဟုတ်တယ်ဆရာရဲ့ဟိုရွှေဦးကလေတရုတ်ဆောင်လာအရန်ဝါသနာပါလားရွှေဦးတို့လိုအဆက်အသွယ်မရှိတဲ့သူတွေတော့အဲ့တစ်တော့ကလေအရန်စင်ပြေတရုတ်ဆောင်လို့အလောက်တောင်ယူတာဘယ်လိုပြောလိုက်တာလဲဆရာရဲ့ရွှေဦးကိုလေထမင်းစားမလားတရုတ်ဆောင်မလားလို့မေးရင်လေရွှေဦးကတရုတ်ပဲဆောင်မှာတော့ထမင်းမစားဘူးဟာတဲဟုတ်ပါလားတော်တော်ဖြစ်နေတယ်ပုံပဲအာစီကျွန်တော်တို့ကပါထဲလိုက်ပါလား तू ကတရုတ်ဆောင်နေရရင်ထမင်းမစားဘူးဆိုတော့ရှူတင်းနဲ့ကြိုက်တယ်အာစီရဲ့ဆဲလိုက်တော့ရွှေဦးကိုလေဟိုဆရာရိတ်မဲ့ဇလန်းထဲမှာတခါတော့ထည့်သုံးလိုက်ပါလားရွှေကတရုတ်ဆောင်နေလားဟုတ်တယ်လေဆရာရဲ့ရွှေတရုတ်ဆောင်နေဆိုတာတစ်တော့ဆော့ကလာမလို့ဆရာလေဟိုဆရာတင်မေးပေါ့အာစီရဲ့ကြိုက်ပေးလိုက်ပါသူခင်ဗျာတော်တော်ဝါသနာပါမဲပုံပဲကြာနော်တခက်လောက်ထည့်ပေးလိုက်ပါဟုတ်တယ်ဟိုကိုချာကြီးပြောပေးပါဦးဘယ်လိုခေါ်လိုက်တာကိုချာကြီးတို့ခေါ်လေဟာကိုချာကြီးမဟုတ်ပါဘူးဘာဟုတ်ပါဘူးဟာဆရာဂျာကြီးခေါ်နေရောဩငါမန်နေဂျာမို့လို့ဂျာကြီးတို့ခေါ်တာငါနာမည်ရင်ညီကိုဂျာကြီးတို့ခေါ်တာတမျိုးကြီးပဲမခေါ်နဲ့မကြိုက်ဘူးပြောပေးလို့ပြောပေးကဲရွှေကျွန်တော်တို့ဒီနေ့ရိုက်ကွင်းနေရလိုက်ဖို့ပေးရတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်အချင်းလေးနောက်ကျနေပြီဆိုတော့ရွှေဦးမေစောင့်နေတယ်ကျွန်တော်ကားဒီမှာတရုတ်ဆောင်လိုအပ်လာတဲ့ခါကျရင်ရွှေကိုခေါ်ပါမယ်ဆရာတကယ်ပြောရနော်တကယ်ပါအဲ့ဆိုပြန်တော့မယ်တတာတောင်းပါတတာကိုကြာကြီးအေးအဟာလုံးပြန်ကွာကိုကြာကြီးနဲ့ဩအားလုံးမတော့ပဲလူတွေအားလုံးမနေစေအချစ်ချောင်းယူပြီးအချစ်ချောင်းဆွေးရတယ်